အာဖဂန်နစ္စတန်တင်းရဲ့နာဆာအာမတ်ကျွန်တော်မခွန်ဂျာဝီကျွန်တော်မရှိဆီးရီးယားတင်းရဲ့ပွဲထွက်လူစင်းကိုကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာအာဆတ်ဟာဆန်ကပွဲထွက်ပါဝင်လာခဲ့ပြီးတော့ခြားသောကစားမကြီးဟိုအဖာရက်ကျွန်တော်မ30စတင်ပြီးတော့ရှင်မြန်ကစားပြီးပဲဖြစ်ပါတယ်ဆီးရီးယားတင်းတချို့တိုက်ကနေပေးထားတယ်အဖာရက်အာဖဂန်တင်းပဲပြရှင်းလာခင်ဗျအဖာရက်အရှရီတချို့တိုက်ကနေပေးထားတယ်ဆီးရီးယားတင်းမရလာရင်ဆီးရီးယားတင်းဟယ်ရီလက်ကန်နေကိုဘီခင်ဗျာပွဲသားချင်း10မိနစ်မှရင်တော့ဆီးရီးယားတင်းလင်မြန်လာတဲ့တိုက်စစ်ကစားပုံတစ်ခုကနေဟယ်ရီရလာတဲ့ခွင့်ရကိုကောင်းမွန်ဆုံးအဆုံးတက်ပြီးတော့ဆီးရီးယားတင်းတို့ကဥဆောင်ကိုတော့တင်ယူပေးခဲ့ပြီလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဒီဘောတင်းနဲ့ပွဲစဉ်မှာလည်းတွန်းကိုရယူပေးထားနိုင်ဟယ်ရီဒီပွဲစဉ်မှာရလာတဲ့ခွင့်ရကိုတော့ကောင်းမွန်ဆုံးဆုံးတက်ပြီးတော့ဆီးရီးယားတင်းကိုတော့ဥဆောင်စေခဲ့ပြီလည်းဖြစ်ပါတယ်ကိုင်းစီပွဲစားရတော့အာဖဂန်တင်းရဲ့ခန်းစစ်ကိုဒုက္ခပေးဖို့ကြိုးစားနေတဲ့ဟယ်ရီလက်ရှိရလာတဲ့ခွင့်ရကိုလည်းရတယ်လို့ကောင်းမွန်ဆုံးဆုံးတက်ပြီးတော့ဆီးရီးယားတင်းကိုတော့လက်ရှိချိန်မှာဥဆောင်စေခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုဆက်ဝင်ရေးမြင်တွေ့ခဲ့ရအလီခါနီရထားသေးရဲ့မြအလီခါနီပဲအဒူလာအဝတ်ကိုကြော်ဖြတ်ဖို့ကြိုးစားခဲ့ရမှာတော့အဒူလာအဝတ်အလီခါနီကိုပြင်လန်ပိတ်ထားခဲ့ရကြောင့်ကွင်းလန်ကတော့ဒီနေထားတော့အလီခါနီကိုတော့ကွင်းလန်စာမှာဆာဝရီကန်မှာလည်းဖြစ်ပါတယ်ဆာဝရီကန်ပေးထားတယ်ပိတ်တယ်ထကန်တယ်ခင်ဗျာဒါမဲ့လေဒီချိန်မှာလည်းအာဖဂန်တင်းရဲ့ခန်းစပိုင်းကပြီးပြီးကစားဖို့လိုအပ်နေရလည်းဖြစ်ပါတယ်အဖရာရထားတယ်မြအဖရာပဲအဖရာကန်တယ်ကိုဘီခင်ဗျာလက်ရှိချိန်မှာတော့ကျွန်တော်ပြောနေရင်းနဲ့ပဲအာဖဂန်တင်းခန်းစစ်ထပ်မံအမှားရင်ပြုလုပ်ခဲ့ပြီးတော့လိုချိုရှိနေတဲ့အဖရာအတားရပဲကိုသမားမိုဟာမက်မူစတာဖာရောကြော်ပြီးတော့အကောင်းမွန်သောလှလှပပသွင်းယူပေးသွားနိုင်ရလည်းဖြစ်ပါတယ်အာဖဂန်နစ္စတန်တင်းရဲ့လူကျွန်းထောင်ချောက်ကတော့လက်ကြီးချိန်ကြီးအလုံးဖြစ်ချင်းမရှိသေးဘဲနဲ့ဆီးရီးယားတင်းရဲ့တိုက်စစ်မှုတွေအချင်းချင်းခါခါကိုအခွင့်အရေးလွတ်လွတ်ကျွတ်ကျွတ်ကန်ကိုရနေရလည်းဖြစ်ပါတယ်ဒီချိန်မှာလည်းရလာတဲ့အခွင့်အရေးကိုအဖရက်တတရာပဲပြန်မဲ့ဂိုးသမားကိုမပြီးတော့ကောင်းမွန်ဆုံးအဆုံးတက်ခဲ့ရလဲဖြစ်အာဖဂန်နစ္စတန်တင်းမချင်းကြည့်နေနော်ဇယ်ဟီရတဲ့ဝင်လာတယ်နော်ဇယ်ဟီပဲရတဲ့ဖြတ်ချိုးပေးထားတယ်အချိန်မှာတော့တတိယမြောက်တောင်းကမောအာဖဂန်နစ္စတန်တင်းကန်ဝင်ရတယ်မြာကွင်းစီပြီးခဲ့တဲ့ပွဲစဉ်နဲ့ပွဲမှာခန်းစစ်ပိုင်းအမှားယွင်းတွေများခဲ့တဲ့ဆီးရီးယားတင်းကတော့ဒီနေ့ပွဲစဉ်မှာတော်တော်လေးခန်းစစ်ပိုင်းကောင်းမွန်နေခဲ့ရလဲဖြစ်ပါတယ်အာဖဂန်တင်းရဲ့တိုက်စစ်ကိုတော့လက်ရှိချိန်ထိဆီးရီးယားတင်းအမှားယွင်းမရှိဘဲနဲ့ထိချုပ်တားနိုင်စေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကိုဆက်ဝင်လက်ရှိအာဖဂန်နစ္စတန်တင်းရရှိလာတဲ့တောင်းကမောလည်းဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်မြာတောင်းကမောအနီးကပဲချပေးထားသေးတယ်အလီခါနီရတဲ့ဝက်ဖြတ်တင်ပေးထားသေးလက်ကန်နေဆာဝရီကြောက်ကိုကြော်ထားတယ်ဆာဝရီပဲချင်းနေကြည့်နေတယ်ဆာဝရီပဲရသေးတယ်မြအေးရတဲ့ဝက်ဝင်လာပြီးဖြတ်ချိုးပေးထားတယ်ရှာသေးတယ်မြအာဖဂန်တင်းခြေထဲမှာပဲရှိနေသေးတယ်မာတာဆလန်ကန်နေတကယ်ကိုကောင်းမွန်နေကန်ချက်ပါအာဖဂန်နစ္စတန်တင်းအတွက်ခြေပေါက်ကိုပြန်လည်ရရှိဖို့အတွက်နာဆာကိုကောင်းမွန်လာတဲ့အာဆတ်အဆန်ရဲ့ကာကွယ်မှုတစ်ခုပဲဖြစ်ပါတယ်ကဲသွင်းယူခဲ့တဲ့နာဆာအာမတ်ရဲ့ကန်ချက်ကလည်းတော်တော်လေးကောင်းခဲ့တယ်လို့အာဆတ်ဟာဆန်ရဲ့လက်ဆွမ်းကလည်းတကယ်ကိုထိတ်တန်းနေထားမှရှိနေခဲ့ပြီးတော့ဆီးရီးယားတင်းလက်ရှိချိန်မှာတော့ခြေပါကိုပေးရမယ့်အခွင့်အရေးကိုတော့အာဆတ်ဟာဆန်အကောင်းမဆုံးဒီမှာတော့တော်တော်လေးအခက်တွေ့နေပြီးတော့ခွင့်ရတောက်လျှောက်ခွင့်ပြုပေးနေရလဲဖြစ်ပါတယ်လက်ရှိထားလေးမြအာဖဂန်တင်းမှာလက်ကန်နေအာဖဂန်တင်းရဲ့ဒီဘေဂျန်တောင်မနီယာမှာကစားနေတဲ့အလီခါနီဖြစ်ပါတယ်သူရဲ့တကူတော်ရုံးအားနဲ့ဆီးရီးယားတင်းခန်းစင်သားမတွေကိုကြော်ဖြတ်ပြီးတော့တင်ကိုရယူဖို့ကြိုးစားခဲ့ရလေဖြစ်ပါတယ်ဒါပေမဲ့လည်းသူရဲ့ကန်ချက်ကတော့ကိုဘောတက်မဲ့ခင်မရှိဘဲနဲ့ကိုလုံးဘောနေတာအဆုံးသတ်ခဲ့ရလဲဖြစ်ပါတယ်ဂျာဝီပဲဂျာဒီမဲ့ဂျာဝီပဲတက်စီကိုတိုက်ကနေပေးထားတယ်ပိတ်တယ်ဒီချိန်မှာလည်းအလီခါနီ
သူငွေရယူကြိုးစားခဲ့ရတယ်ဖြစ်ပါတယ်ဒါမှလည်းထိချက်မမှန်ခဲ့တာကြောင့်ကိုလိုမော်နဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်အားသာဝင်ရှင်ပြည်တယ်မြခင်ဗျာလက်ရှိချိန်မှာတော့အာဖဂန်တင်းပြုံးလေးစပို့ YouTube channel တို့ကြည့်ရှုနေကြတဲ့အားသာဝင်ရှင်ပြည်တယ်များမင်္ဂလာပါခင်ဗျာအာဖဂန်နစ္စတန်တင်းနဲ့ဆီးရီးယားတင်းတို့ရဲ့ဒုတိယပိုင်းပြန်လည်ကစားနေမှုကနေကျွန်တော်တို့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီမှာပိုင်းမှာတော့ဆီးရီးယားတင်း Yeah, for right. ကိုရခင်ဗျာဒီချိန်မှာလေအာဖဂန်နစ္စတန်အသင်းရဲ့ခန်းစစ်ကစားသမားတွေရှင်တော်မူမပြတ်မသားရဲ့အကြောင်းဆီးရီးယားအသင်းရဲ့အသင်းကောင်းဆောင်အရှရီတတိယမြောက်ဦးဆောင်ကိုသွင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်အာဖဂန်နစ္စတန်အသင်းရဲ့ခန်းစစ်ကစားသမားတွေ ပဲရာလာတဲ့ဗျအဲရီရီတယောက်တည်းပဲအဲရီဟိုပဲချထားပေးတယ်အဲမုစတာမကန်နေအဲရီရလာတဲ့ခွင့်ရကိုကိုရိုင်းဆုံးမတက်ခဲ့ပဲနဲ့နောက်ကနေလိုက်ပါတဲ့ကိုလင်ကစားသမားအဲမုစတာဖာကိုကန်ဝင်ပေးရလည်းဖြစ်ပါတယ်အဲမုစတာဖာကလည်းပြပြလှောနဲ့အဆုံးတက်ခဲ့ပေမဲ့လည်းသူကန်ချက်ကတော့အားများနေခဲ့ပြီးထကန်နေဒီမှာလည်းအာဖဂန်တင်းရဲ့တိုက်စစ်ဆင်မှုကတော့ဆီးရီးယားတင်းရဲ့ခန်းစစ်ကအလီဝါဆွတ်နဲ့ထိပြီးတော့တောက်ကမောနဲ့ပဲကျင်းနေခဲ့ရလဲဖြစ်ပါတယ်။နာဆာအာမန်လက်စီလိုက်ပါလာရင်မဲ့အရွယ်ကနေပေးထားတယ်။အာဖဂန်တင်းပဲဒါတင်းမကန်နဲ့ကိုဘီခင်ဗျာလက်ရှိချိန်မှာတော့အာဖဂန်တင်းခန်းစစ်ကနာဆာအာမန်ရဲ့တိုက်စစ်တီလိုက်ပါပြီးတော့ဖန်နီပေးထားမှုကနေမြန်မာတင်းနဲ့ပွဲစဉ်မှာလည်းသွင်းကိုတကိုရယူထားနိုင်ခဲ့တဲ့နော်ဇဟီဒီချိန်မှာလည်းရလာတဲ့ခွင့်ရေးကိုအမောင်းရမရှိဆုံးသက်ခဲ့ပြီးတော့အာဖဂန်တင်းတို့ကနှစ်သိပ်ခြေပါဝတ်တကိုတော့ပွဲကစားချိန်ပြီးဆုံးကန်ဒီမှာရှာဖွေပေးနိုင်ခဲ့ရလဲဖြစ်ပါတယ်။နေပွဲစဉ်မှာတောက်လျှောက်ပုံစံကောင်းတွေပြနေတဲ့ဆီးရီးယားတင်းခန်စစ်ပေးကိုမဲ့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်မှုစ조사နေချိန်မှာပဲမန်မတင်ရရှိဖို့အတွက်တောက်လျှောက်စူးစမ်းနေကြရလဲဖြစ်ပါတယ်ဒါမဲ့သူတို့ရဲ့စူးစမ်းမှုကတော့ဝယ်ပြီးကန်ဒီမှာသာသူတို့ရဲ့ခြေပါကိုရရှိခဲ့ရလဲဖြစ်ပါတယ်အာဖဂန်နစ္စတန်တင်းကတော့ဆိုမနေကြိုးပမ်းမှုတော့ကျွန်တော်တို့တိမတ်ပြူပေးရမှာဖြစ်ပြီးတော့ဆီးရီးယားတင်းကလည်းဒီနေ့ပွဲစဉ်မှာအိုမန်တင်းရဲ့ရှုံးပွဲကိုတော့အကောင်းဆုံးပြန်လည်ဖာထေးနိုင်ခဲ့ပြီးတော့ကိုပြတ်နိုင်ပွဲတစ်ပွဲကိုပေါ်ဆောင်သွားနိုင်ခဲ့ရလဲဖြစ်ပါတယ်အားသာဝင်လာခြင်းပြည်သက်များ